ဒါတော့ခြံထဲမှာရှိတဲ့မုံငင်းပင်တေးသေးလေးတွေပေါ့နော်သူကတော့ချက်စားရင်လည်းကောင်းတယ်ကြော်စားရင်လည်းကောင်းတယ်ကျွန်တော်အခုကပြုတ်စားမှာပေါ့နော်မုံငင်းရာသီဆိုတော့လည်းမုံငင်းပင်တွေပေါမှပေါ့ပဲဗျာဒါတော့ရွာထိတ်နာကျွန်တော်တို့ခြံလေးပေါ့နော်ဒီနေရာမှာအိမ်လာဆောက်ရင်ကောင်းမလားဆိုပြီးတော့လဲတွေးမိသေးတယ်ဗျဒီနားတော့ဝိုင်းတော့အိမ်နည်းနည်းကျဲတော့ဗျာတရေချောက်မှာလဲကြောက်လို့မဆောက်တော့ဘူးဆိုပြီးတော့မုံငင်းတွေပြောင်းတွေပဲစိုက်ထည့်လိုက်တယ်ပေါ့နော်ဒါတော့ကျွန်တော်ခူးလာတဲ့မုံငင်းပင်တေးသေးလေးတွေပေါ့ဗျာဒါတော့ပြုတ်စားဖို့ပေါ့နော်ပဲတီးလဲပြုတ်စားဖို့ဆိုပြီးတော့အင်္ဂေါကပဲတီးလေးလဲခူးလိုက်အောင်မယ်ဗျာအကုန်လုံးကတော့ခြံထွက်လက်လက်ဆက်ဆက်လေးတွေပေါ့ဗျာတော့ချက်အရွက်နဲ့မျောတယ်ဗျာတာငါတခါစားရရင်လဲဗျာဟိုရွက်ရောချက်ဒီရွက်ရောချက်နဲ့နောက်ဆုံးကျတော့ပဝင်းကျင်ကဘာဟင်းချက်လဲလို့မေးရင်အစိမ်းကြောဆိုပြီးတော့ကြွားကြတဲ့လူလည်းရှိသေးတယ်ဗျဟင်းအိုးကြီးလိုက်ရင်တော့အရွက်တွေပဲပေါ့ဗျာဒါတော့ပြုတ်ဖို့အိုးထဲရင်ထဲလိုက်တယ်ဗျာပဲတီးရတော့អောက်မှာပေါ့နော်ပဲတီးထဲတဲ့အားကျွန်တော်မရိုက်လိုက်ရဘူးဗျအမေတို့အဖေတို့ချက်တဲ့ဟင်းတွေကပြီးပြီဗျအကြာကြီးပြုတ်လို့မရဘူးဗျမီးတောက်ရင်တော့15မိနစ်လောက်ပြုတ်ပြီးရင်တော့အရေစစ်ပြီးတော့ပြန်ထုတ်လို့ရပြီပေါ့နော်အကြာကြီးပြုတ်ရင်တော့မုံငင်းတွေတအားပြော့သွားလိမ့်မယ်ဗျပဲတီးတွေမကြက်တကြက်နဲ့မုံငင်းပင်တွေပြော့ယုံအစင်းဆိုရင်ရပြီပေါ့ဗျာဒါဆိုရင်တို့ဆရာလှုပ်ရှားလို့ရပြီပေါ့နော်ငါပြီးပရိုရှယ်စားမြင်ငါပြီးထောင်းလေးချက်စားမေဗျခုနပဲတီးနေမုံငင်းကိုတို့စားဖို့ဆိုပြီးတော့ရှယ်စားမြင်ငါပြီးထောင်းကိုငါပြီးရေချိုးတဲ့ပုံစံချက်ပြီးတော့တို့စားဖို့ကျွန်တော်ချက်ထားလိုက်ဦးမယ်ဗျာရှယ်စားမြင်ငါပြီးထောင်းကိုတော့ကျွန်တော်ငါးထုတ်ထဲချက်လိုက်မယ်ဗျဒါတော့တိတ်ခရမ်းချင်းတီးပေါ့ဗျာတိတ်ခရမ်းချင်းတီးကိုကျွန်တော်တလုံးပဲထဲလိုက်မယ်ဗျာတိတ်ခရမ်းချင်းတီးကိုတော့စားဖို့ကြတယ်မဟုတ်လားဗျအထဲကတော့ခရမ်းချင်းတီးပုံစံပေါ့နော်အပင်ကျတော့တိတ်ပင်လိုမျိုးပေါ့ဗျာတလုံးတန်းနဲ့ဒီလောက်ရတယ်ပေါ့နော်ဟင်းထဲချက်မဲ့ဒီဟင်းအိုမဲတဲ့ဟိုတော့စီနည်းနည်းလေးထည့်ပေးလိုက်မယ်ဗျမီးကမတောက်တော့ဖြစ်နေတော့ဗျာဘိုက်ထဲမှာမလိုအပ်တော့တဲ့ကာဗွန်ဒိုင်အောက်ဆိုက်လေးအပူနဲ့မုတ်လိုက်ရသေးတယ်ဗျအောက်ဆီဂျင်နဲ့မှမုတ်ရဲဘူးနော်နေစရာအိမ်ပြောင်သွားမှဆိုလို့ပါဗျစီယာမကြက်တကြက်ဖြစ်တဲ့အချိန်ကျရင်နနွေးမိုးတို့ခရမ်းချင်းတီးတို့ထည့်ပေးလိုက်မယ်ဗျာစားလဲအနေငယ်ထည့်မယ်ပေါ့နော်ဒါတော့ရှယ်စားမြင်ငပြီးထောင်းလေးထည့်ကြော်လိုက်မယ်ဗျဟင်းချက်ကောင်းတယ်တဲ့တငယ်ချင်းတော်တော်များများကတော့ပြောကြတယ်ဗျာဒါမဲ့ကျွန်တော်ချက်တဲ့ဟင်းကိုကျတော့အင်္ဂါအဖေအမေဆိုတော့တိတ်မကြည့်ဘူးပေါ့နော်အင်္ဂါဖေဆိုရင်လည်းသူချက်တဲ့ဟင်းမှသူစားတာဗျာကျွန်တော်မိချက်တဲ့ဟင်းဆိုရင်တိတ်မစားဘူးပေါ့နော်အဲ့ဒါကျတော့ကျွန်တော်ဟင်းချက်မကောင်းတာနဲ့မဆိုင်တော့ဘူးလို့ထင်တယ်နော်ဒါတော့ချက်ဘီဆိုတော့ဗျာပကံတဲ့ကိုအပူအရင်ပြောက်သွားအောင်ကျွန်တော်အရင်ခူးထားလိုက်မယ်ဗျရှယ်စားမြင်ငပိထောင်းဆိုတဲ့အတိုင်းရှယ်စားရှယ်ဆွဲတော့မယ်ဗျာဒါတော့ခဏကျွန်တော်ပြုတ်ထားတဲ့လက်ဆေးပြီးဆိုတော့စားဖို့ပြင်တော့မယ်ဗျာသမင်းပူပူလေးနဲ့စားကြအောင်မလားဗျသမင်းပူပူရှယ်စားငပိရေပူပူလေးနဲ့ခုနပြုတ်ထားတဲ့တိုးစရာလေးတွေပဲပေါ့ဗျာဘိုက်လဲစားနေတာဆိုတော့ရှယ်စားငပိရေချက်လေးနဲ့ပဲတီးတိုးစရာမုံငင်းတိုးစရာလေးတွေနဲ့စားလို့တော့တော်တော်ကောင်းတာပဲဗျဘိုက်စားရင်ဘေးရင်မဆိုအကုန်ကောင်းတယ်ပေါ့နော်ဘိုက်စားနဲ့စားနေရတာမလို့လားမသိဘူးဗျစားလိုက်ရတဲ့ရှယ်စားငပိရေအရတာနဲ့ပဲတီးပြုတ်မုံငင်းပြုတ်တိုးစရာအရတာတွေကစက်သားအရတာများထွက်လာသလားလို့တော့ထင်ရတယ်ဗျဘိုက်ကရေးပေါ်ကြညာထားတဲ့အချိန်ဖြစ်နေတော့ဗျာကိုရှိမှတွေ့တဲ့မြဟင်းတွေကအကုန်လုံးစပူမူလက်ရာလို့ပဲထင်ရတယ်ပေါ့နော်